ဆောင်ကိုကြီးတယောက်ဆိုမျက်စိမမြင်ဘူးအိမ်ထဲမှာအချမ်းမီးလောင်တော့အဲ့ပကပတိကိုဆွဲထုတ်ရေးရနေပြီးတော့ကဲသွားကျွန်တော်တို့ချင်းတွင်းမြေရေချောင်းမှာပေါ့လေဖလက်များဆုံးလာတဲ့ဆန်လာတော့ဆန်လာပေါ့ဆိုင်းနဲ့ကျွန်တော်တို့တိုက်ပွဲဖြစ်တဲ့အချိန်မှာတို့ဆက်ပြီးတော့ဆန်လို့မရလို့ပေါ့နော်ပြန်ဆုံးလာတဲ့အချိန်မှာကျွန်တော်တို့တပြေတော့ဆိုတဲ့ရွာကိုပေါ့တင်ပါတယ်ပေါ့ဟိုတော့တင်တဲ့အချိန်မှာကျွန်တော်တို့ဒီပီရီယက်တွေနဲ့ကျွန်တော်တို့ local တွေပေါ့ပေါင်းစည်းပြီးတိုက်တယ်တိုက်တဲ့အချိန်မှာဖလက်ကြီးတင်သွားတယ်ပေါ့တင်သွားပြီးတော့တင်းနေတဲ့ကပေါ့ဒီပေါ့တရံစာသားတွေယူရင်းတန်းလန်းနဲ့ပေါ့တရံစာသားတွေကစီရီပါတယ်ပေါ့စီရီပါတော့ဒါမြို့နယ်ကလူကြီးတွေနဲ့အဲ့လိုမျိုးအထက်လူကြီးတွေပေါ့အဲဒီစီရီကိုတိုက်ထုံရင်တန်းလန်းနဲ့ပြောရရင်စီရီတိုက်ထုံရင်နဲ့ဒီရွာတွေနာတယ်ပေါ့ဒီတော့အုံးမစိတ်လက်မြောက်ခုကျွန်တော်ဆိုလက်မြောက်ကပေါ့မလာဘူးမြောက်ရပါကျွန်တော်တော်လိုင်းလေးလုံနေတာနှစ်ကြော်ပါဒီလိုတွေ့ကြုံလို့တဲ့တခါမှလည်းမမြင်ဘူးပေါ့အထက်လူကြီးတွေလုံးရမြကျွန်တော်တို့ဘယ်လိုပြောမလဲဆိုရင်ပြည်သူတွေနာတယ်ပေါ့ပြောရရင်သူတို့တွေပြပြရီမလုံလို့ကျွန်တော်ပြည်သူတွေနာနေတယ်ကျွန်တော်ဆိုရင်ခု9မြင်းဆောင်99မှာတောင်ဝင်ထမ်းဆောင်နေတယ်ကျွန်တော်တို့မှာရီရလို့မရှိပါဘူးလက်လုတ်ခန်းနဲ့ပဲကျွန်တော်ပွဲတိုင်းကိုတိုးတယ်ကျွန်တော်မျိုးပေါ်မှာလည်းကတယ်ဒီကနီဘက်မှာလည်းကျွန်တော်တို့တက်နိုင်တဲ့လောက်လက်လုံးနဲ့တိုးပါတယ်အခုကျွန်တော်အိမ်နှလုံးလုံးပါသွားတယ်ပါတော့မယ်ကျွန်တော်စိတ်ရက်ကြလာဆိုမကြဘူးဒါပေမဲ့ကျွန်တော်တို့တော်လိုင်းလုတ်တယ်ဆိုတာဘယ်လိုပြောမလဲဆိုတော့ပိစက်ရုံတက်ပဲရယူခြင်းဘာမှမရှိခဲ့အသက်တွေလည်းပိစက်ပြီးအိုးအိမ်ပစ္စည်းအရာလုံးပိစက်ပြီးပါတယ်ဖြစ်နိုင်ရင်တော့ဘယ်လိုပြောမလဲဆိုတော့ NUG ပေါ့ဟုတ်တော့မလား NUG တို့အထက်လူကြီးတွေကကျွန်တော်မြေပြင်မှာဖြစ်နေတဲ့ဟာတွေကိုတက်နိုင်တယ်လို့ဟုတ်တော့မလားကြည့်ရှုပြီးတော့လိုက်လုပ်ပေးသေးချင်တာပဲရှိရကျွန်တော်တို့ခန်းစစ်ကြီးချပေးပါလို့ကျွန်တော်တို့မဆိုလို့မနေ့ကမီးလောင်တဲ့ပုံစံဆိုရင်ကျွန်တော်တို့ local တွေနဲ့ဒီရွာတွေကရှိဝင်နိုင်တဲ့လူတွေဝင်ပြီးတော့လုပ်ခဲ့တယ်ဘယ်ရင်းမှဘယ်စစ်ဌာနချုပ်မှာဘယ်သူမှလာပြီးလုပ်မပေးခဲ့ဘူးရှင်းရှင်းပြောရရင်ကျွန်တော်စိန်ခေါ်ချင်တာမဟုတ်ခွတ်တက်ကိုပြောချင်တာကျွန်တော်တို့ PDF တွေနဲ့သူတို့နဲ့ဖြစ်တဲ့ဇလန်းတကယ်တော့ပြည်သူတွေနဲ့မဆိုင်ဘူးပြည်သူတွေကိုလှုပ်เสียရမလို့စကပုံတစ်ခုလို့ပေါ့ကလားမနိုင်လို့ရခိုင်မမဲနဲ့ဟုတ်တယ်မလားကျွန်တော်တို့မနိုင်တာနဲ့ပြည်သူတွေ